ဖို့ရစ်စမှုပေါင်းတရဖို့ဆောင်နေတယ်အာနာရှိအလိုကြောင့်ရာတပင်းတွေတို့ကကျင်အောင်ပြတရားလူသည်လူလားဆိုရင်တပင်းသေးလူရဲ့ပြည်သူကြီးစုမမေ့တင်မအောင်ခွေပြည်သူတွေပတ်ရှိတယ်ဆိုတကားရဲ့ရှာယုံမရှိတိုင်းပြောနေတာဖြစ်မယ်တမီးတနဝန်စားရင်တွေ့တပင်းသေးသမိုင်းအစင်လောက်မရိုက်အောင်ခဏလောက်တွန်းတွေးကြည့်ပါအောင်ငါကိုဘသူကထမင်းကျွေးတာထမင်းရှင်လက်ပြန်ကြိုက်တဲ့တရဝါ